ကျွန်တော်အခုဥထွင်းတင်ရဲ့ Cherry စုံနှမ်းညသချင်း intro လေးပေါ့နော်အဲ့ဒါလေးကို fingerstyle ပုံစံလေးနဲ့ပြပြပါပထမကျွန်တော်တစ်ခါပြဘူးတယ်ဗျအဲ့တုန်းကကျွန်တော်ဒီအောက်ကအလုံးလေးတွေပဲကျွန်တော်ပြလိုက်တယ်ပေါ့နော်အဲ့ဒါလေးပဲပြလိုက်တာပေါ့နော်အခုကကျွန်တော်အပေါ်က base လုံးလေးနဲ့တွဲမှာဟုတ်ပြီပထမဆုံးတီးလိုက်မယ်ဆိုတော့အခုမြင်ရတဲ့အတိုင်းပဲ3ခွက်မြောက်6ကျိုးမှာလက်ခလဲ3ခွက်မြောက်ပဲ2ကျိုးမှာလက်တကြွယ်1ကျိုးမှာလက်တန်းအဲ့တန်းလေးပဲဖိထားပါတော့ဖိထားပြီးတော့6ကျိုးနဲ့1ကျိုးဇုံဆွဲလိုက်တယ်ဇုံဆွဲပြီးရတဲ့3ကျိုး2ကျိုး1ကျိုးအဲ့လေးတီးလိုက်မယ်အဲ့ဒါပြီးရတဲ့ကျွန်တော် C ကော့ရောက်တယ်ပေါ့နော် C ကော့ရောက်တဲ့ခါမှာ5ကျိုး3ခွက်မြောက်ကလက်တကြွယ်နဲ့1ကျိုးလွတ်ကျိုးနဲ့ဇုံဆွဲလိုက်မယ်စုံစမ်းပြရတဲ့ဒီစီကော့ထောက်ထားတဲ့1အကွက်2ကျိုးကလက်ညိုးလေးကိုတစ်ချက်တီးလိုက်မယ်အဲ့ဒါမိုးလေးပါလားအခုပေါင်းလိုက်မယ်အဲ့ပြရတဲ့ဒီကော့ရောက်တယ်ဒီကော့ရောက်တဲ့အခါမှာ၄ကျိုးလွတ်ကျိုးနဲ့ဒီကော့ထောက်ထားတဲ့1ကျိုး2အကွက်ကလက်ခလေလေးနဲ့စုံဆွဲလိုက်မယ်အဲ့ဒီကနေဒီကော့မှာထောက်ထားတဲ့2ကျိုး3ခွက်မြောက်ကိုတီးလိုက်တယ်။အောင်လေးပါ။အဲ့ဒီကနေကြီးကော့ရောက်တယ်ပေါ့နော်။ကြီးကော့ရောက်တဲ့ခါမှာသူကဒီကြီးရဲ့6ကျိုး3ခွက်မြောက်နဲ့2ကျိုးလွှတ်ကျိုးနဲ့စုံဆွဲလိုက်တယ်။အခုကျွန်တော်ရောက်သလောက်လေးကိုပြန်ပေါင်းလိုက်မယ်။ပြရတယ်ပထမဦးဆုံးကျွန်တော်တို့ဒီ3ခွက်မြောက်မှာ6ကျိုးလက်ခလဲ2ကျိုးလက်တကြွယ်1ကျိုးလက်သန်းအဲ့ထောက်တဲ့ position တိုင်းပဲကျွန်တော်ပြန်တီးလိုက်မယ် C လက်ဖက်တိုင်းပဲ5ကျိုး3ခွက်မြောက်ကလက်တကြွယ်နဲ့1ကျိုးလက်ကျွယ်နဲ့ဇုံဆွဲပြီးတော့1အကွက်2ကျိုးလေးနဲ့တွဲလိုက်တယ်ပေါ့နော်အဲ့ဒီရတယ်ဒီကော့ရောက်တယ်ဒီကော့မှာဆိုလဲ4ကျိုးလွတ်ကျိုးဒီကော့ထောက်ထားတဲ့2အကွက်1ကျိုးလက်ခလဲလေးနဲ့စုံဆွဲတယ်အဲ့ဒီနဲ့1ကျိုး5ခွက်မြောက်အဲ့ဒီနဲ့6ကျိုး3ခွက်မြောက်လက်ခလဲ1ကျိုး3ခွက်မြောက်လက်တကြွယ်စုံတီးလိုက်တယ်ပေါ့နော်လက်ချောင်းကတော့ကိုယ်စင်ပြီးဆိုကြလို့ရပါတော့ကျွန်တော်တန်တဲ့အတိုင်းပဲကျွန်တော်ကြလိုက်တာပေါ့နော်အဲ့လေးကိုတီးလိုက်မယ်ပြီးရတယ်အခုထောက်ထားတဲ့ position တိုင်းပဲ6ကျိုး3ခွက်မြောက်နဲ့1ကျိုး3ခွက်မြောက်နဲ့စုံတီးလိုက်တယ်အဲ့ပြီးရတယ်1ကျိုး2အကွက်ဒါပြောပါနော်အဲ့ပြီးရတယ် C ကော့ရဲ့5ကျိုး3ခွက်မြောက်လက်တကြွယ်နဲ့1ကျိုးလွတ်ကျိုးနဲ့ပြီးရတယ်3ခွက်မြောက်2ကျိုးလက်တန်းကျွန်တော်လက်တန်းကြားလိုက်တယ်ပေါ့နော်အဲ့လိုလေးပေါ့နော်အဲ့နှစ်ခုပြန်ပေါင်းလိုက်မယ်အဲ့ပြီးရတယ်၄ကျိုးလွတ်ကျိုးနဲ့2ကျိုးလွတ်ကျိုးစုံဆွဲလိုက်တယ်ပြီးရတယ်3ကျိုး2ကွက်2ကျိုး1ကွက်ပြီးရင်2ကျိုးလွတ်ကျိုး2ကျိုးလွတ်ကျိုးတီးရဲ့အခါမှာသူက G base လက်တွဲတယ်ပေါ့နော်ဒီ6ကျိုး3ခွက်ပြောင်းနေအဲ့ဒါလေးနည်းကြည့်လိုက်မယ်အဲ့ပြီးရတယ်2ကျိုးလွတ်ကျိုးအစုံတီးပြီးရတယ်2ကျိုး3ခွက်မြောက်ကိုကျွန်တော်လက်တန်းချတယ်ဒါမျိုးပေါ့နော်အဲ့ဒါလေးပြန်ပေါင်းလိုက်မယ်ဒီနားလေးမှာဒီလွတ်ကျိုးလေးတွေကများတော့အဲ့ဒါလေးနည်းနည်းကြီးဆိုင်ပါနော်အဲ့ပြီးရတယ်6ကျိုး3ခွက်မြောက်ကလက်တကြွယ်နဲ့ဒီ2ကျိုး1ခွက်နဲ့ဇုံတီးရဲ့
ကျိုးလွတ်ကျိုးသုံးကျိုးနှစ်ကွက်အဲ့လိုပါနော်ပြီးကောနဲ့သုံးကျိုးလွတ်ကျိုးနဲ့ဇုံတစ်ကျိုးလွတ်ကျိုးပြီးရတယ်ဒီကောရဲ့လေးကျိုးလွတ်ကျိုးနဲ့ဒီကောရဲ့နှစ်ကျိုးသုံးခွက်မြောက်နဲ့ဇုံဆွဲတယ်ပြီးဒီကောမှာရှိတဲ့ဒီကျိုးနဲ့ကွက်လက်ခလဲအဲ့လိုပေါ့နော်ပြီးဂျီကောကြတယ်ပေါ့နော်လွတ်ကျိုးလေးနဲ့ဒီ base တွေနဲ့တွဲရတော့နည်းနည်းလေးတော့ရှုပ်တယ်ပေါ့နော်စင်ချင်းဖြည်းဖြည်းချင်းပြောရလေးနားထောင်ပြီးတော့လိုက်ကြည့်ကြည့်ပေါ့နော်ပထမကျွန်တော်ပြထားတဲ့ဒီအောက်ကအလုံးလေးတွေပဲတည်တံ့တီးတာကလွယ်လေးပေါ့နော်ဟို base line လေးထည့်လိုက်တဲ့ခါမှာနည်းနည်းခက်သွားပါပေါ့နော်အဲ့ဒါမှလည်းသူ finish line ပုံစံလေးဖြစ်သွားတာပေါ့အခုကတော့ကျွန်တော်တို့ basic အနေနဲ့ဒီအောက်ကသူ့ရဲ့အလုံးလေးတွေနဲ့ဟို base လုံးလေးတွေပဲတည်တံ့တည်ပြီးထည့်လိုက်တာပေါ့နော်ဟုတ်ကဲ့ဖြည်းဖြည်းချင်းလေ့ကျင့်ကြည့်ပါပေါ့နော်ရလားဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ